မင်္ဂလာပါရှင်ရွှေစည်းတွေနဲ့စလိုက်ရအောင်ပေါ့နော်ဒီနေ့စောစောပိုင်းတုန်းကတအောင်စကိုဒေါ်လာ9598အထိစံချိန်တင်အမြင့်ဆုံးရောက်ခဲ့မှုတဲ့ရွှေစည်းဟာအခုဆိုရင်သတင်းပတ်တော်ကြာမှာဒေါ်လာ4000နဲ့မှ20ဝန်းကျင်မှာပဲငြိမ်နေခဲ့ပါတယ်အမြင့်ဆုံးစံချိန်ကနေ28%နီးပါးလောက်ကျဆင်းသွားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ Midas Touch Consulting ကထင်ရှားတဲ့ရွှေသုံးသက်သူ Florian Grumi ကတော့ဘယ်သူမှထုတ်မပြောဝင်ကြတည်တဲ့ဇယားလေးတစ်ခုအကြောင်းကိုထုတ်ဖော်ပြောကြားထားပါတယ်။အဲ့ဇယားမှာတော့ရွှေစည်းဟာဒေါ်လာ9900အထိတက်သွားလိမ့်မယ်လို့ပြနေပါတယ်။ဒီဗီဒီယိုမှာကျွန်တော်အသေးစိတ်ရှင်းပြပေးပါမယ်ရှင်။ရွှေစည်းအသက်အကျနောက်ခံသမိုင်းပေါ့နော်။အရင်ဆုံးရွှေစည်းဟာဒီအခြေအနေကိုဘယ်လိုရောက်လာလဲဆိုတာကိုပြန်ကြည့်ရအောင်။ဘာလို့လဲဆိုတော့အသက်လန်းနဲ့အကျလန်းကိုနားလေထားမှပဲနောက်လာမယ့်အခြေအနေတွေကိုပို့ပြီးတော့မှတဲတဲကွဲကွဲမြင်နိုင်မှာမို့လို့ပါ2025ခုနှစ်မှာပေါ့နော်ရွှေစည်းဟာအင်မတန်အားကောင်းခဲ့ပါတယ်တနစ်အတွင်းမှာပဲ60%ကျော်တက်သွားခဲ့တာဖြစ်ပြီးတော့မှဒါဟာရွှေလိုဒဏ်ခံနိုင်တဲ့ပိုင်ဆိုင်မှုတစ်ခုပေါ့နော်အဲ့ဒီအတွက်အတော်လေးပုံမှန်မဟုတ်တဲ့အခြေအနေပါအဓိကဝယ်ယူမှုတွေဟာတကမ္ဘာလုံးကဗဟိုဘဏ်တွေကအပြိုင်အဆိုင်စုဆောင်ခဲ့ကြတာကြောင့်ပါဒါအပြင်ရုရှားယူကရိန်းစစ်ပွဲကြာရှည်လာမှုကြောင့်ငွေကြေးဖောင်းပွားမှုကိုကြောက်လန့်တဲ့ယင်းနှိမ့်မြုပ်နှံသူတွေနဲ့အမေရိကန်ဒေါ်လာအပေါ်မီခိုမှုကိုလျှော့ချခြင်းတဲ့ရည်စည်းကြောင်းကြောင့်လည်းပါပါတယ်ဒေါ်လာမီခိုမှုလျှော့ချတဲ့အကြောင်းအရင်ကအပြောတတ်မဟုတ်ပါဘူးပေါ့နော်ရုရှားကယူကရိန်းကိုကျူးကျော်ပြီးနောက်အမေရိကန်ကရုရှားရဲ့ဒေါ်လာနဲ့ရွှေအယံဘန်ဒါဒေါ်လာဘီလီယံ300မကကိုထိန်းချုပ်လိုက်တဲ့တင်ခန်းစာကနေစတင်ခဲ့တာပါအဲ့ဒီဖြစ်ရမှန်အကြောင်းကိုတရုတ်အိန္ဒိယ Saudi Arabia နဲ့ Brit နိုင်ငံတွေဟာအမေရိကန်ကသူတို့ရဲ့ပိုင်ဆိုင်မှုကိုပိတ်သိမ်းချင်ရင်ဒေါ်လာဒါမှမဟုတ်အမေရိကန်ဘဏ္ဍာရေးငွေချေးစာချုပ်အဖြစ်ရှိနေတဲ့၍အလွန်လွယ်ကူတယ်ဆိုတာကိုတတိထားမိသွားကြပါတယ်။ရွှေဟာမိတို့မြသိမ်းဆည်းလို့မရတဲ့ပိုင်ဆိုင်မှုဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အခြားစနစ်တွေထဲမှာရှိမနေဘဲနဲ့ဓာတ်ရိုက်ပိုင်ဆိုင်ထားတဲ့တတုတုံဖြစ်နေလို့ပါပဲ။ဒါကြောင့်မို့လို့လေလွန်ခဲ့တဲ့3နှစ်လုံးတကမ္ဘာလုံးကဗဟိုဘဏ်တွေအပြိုင်အဆိုင်တိုးမြင့်ဝယ်ယူခဲ့ကြတာပါ2026ခုနှစ်ရွှေစည်းထိုးကျသွားတဲ့အကြောင်းအရင်းများတော့ဒါပေမဲ့2026ခုနှစ် January 28ရက်မှာရွှေစည်းဟာတအောင်စကိုဒေါ်လာ9598အထိရောက်ရှိသွားပြီးတော့မှတမိုင်းမှာမကြုံဘူးတဲ့အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာအခြေအနေတွေအလဲအပြောင်းဖြစ်သွားခဲ့ပါတယ်2026 February မှာအမေရိကန်နဲ့အီရန်ကြားစစ်ပွဲဟာတရားဝင်စတင်ခဲ့ပါတယ်ကြားရတာကတော့ရွှေအတွက်အပြုတ်တဘောဆောင်တယ်လို့ထင်ရပါတယ်စစ်ပွဲတွေကရွှေကိုအန်ဒီရဲ့ကင်းရာပုံးခိုရာနေရာအဖြစ်ဝယ်ယူစေတက်လို့ပါတို့တော့လေတကက်လက်တွေ့မှာတော့စန့်ကျင်ဘက်လုံးဝဖြစ်သွားခဲ့ပါတယ်ဒီစစ်ပွဲကြောင့်ရေနံဈေးတက်သွားပြီးတော့မှငွေကြေးဖောင်းပွားမှုကိုမြင့်တက်စေခဲ့ပါတယ်ငွေကြေးဖောင်းပွားမှုမြင့်တက်လာတဲ့အခါမှာ Fed American ဗဟိုဘဏ်အနေနဲ့အတိုးနှုန်းကိုပြန်တင်ဖို့လိုအပ်လာပါတယ်အတိုးနှုန်းမြင့်မာတာကဒေါ်လာကိုအားကောင်းစေပြီးတော့မှအားကောင်းတဲ့ဒေါ်လာဟာရွှေရဲ့အဓိကရန်သူဖြစ်ပါတယ်ဘာလို့လဲဆိုတော့ရွှေဈေးကိုဒေါ်လာနဲ့တက်မှတ်ထားလို့ပါဒေါ်လာအားကောင်းရင်အခြားနိုင်ငံတွေအတွက်ရွှေဝယ်ရတာပိုဈေးကြီးသွားပြီးတော့မှဝယ်လို့အားကျဆင်းသွားပါတယ်ဒါကိုပဲ Florian Grumi ကအီရန်စစ်ပွဲရဲ့ရှေ့နောက်မညီတော့တဘောတရားပေါ့နော် paradox လို့ခေါ်ဆိုခဲ့ပြီးတော့မှယနေ့ခေတ်ဘဏ္ဍာရေးဈေးကွက်ဟာစာအုပ်ထဲကအတိုင်းအလုတ်မလုတ်တော့ကြောင်းတက်တည်ပြခဲ့ပါတယ်အခြေအနေကိုပုံမရှုပ်ထွေးစေတာကတော့ Jeremy Powell စီကနေယာထူးဆက်ခံခဲ့တဲ့လက်ရှိ Fed ဥက္ကဋ္ဌ Kevin Voss ရဲ့တင်းကျပ်တဲ့သဘောထားပြသမှုပဲဖြစ်ပါတယ်ဘဏ္ဍာရေးလောကမှာ hawkish ဆိုတာအတိုးနှုန်းမြင့်ဖို့ဒို့မဟုတ်ငွေကြေးမူဝါဒတင်းကျပ်ဖို့အသင့်ရှိနေတာကိုဆိုလိုပြီးတော့မှအတိုးနှုန်းလျှော့ပေးမဲ့ Dovish နဲ့ဆန့်ကျင်ဘက်ဖြစ်ပါတယ်2026ဆုလိုက် FOMC အစည်းအဝေးမှာမဲပေးသူ9ဦးအနက်10ဦးကနှစ်မကုန်မီအနည်းဆုံးအတိုးနှုန်းတစ်ကြိမ်တိုးမြင့်ဖို့ထောက်ခံခဲ့ကြပါတယ်ဒါဟာ2026အတွင်းအတိုးနှုန်းလျှော့ချလိမ့်မယ်လို့မျှော်လင့်ထားတဲ့ဈေးကွက်အတွက်အံ့အားတင့်စရာဖြစ်ခဲ့ပါတယ်2026အတွင်းမှာ Fed ကအတိုးနှုန်းလျှော့ချတော့မယ်မဟုတ်ကြောင်းနဲ့ပထမဆုံးလျှော့ချမှုကို2029ဇွန်လအထိရွှေ့ဆိုင်းလိုက်ကြောင်းကြေညာခဲ့ပါတယ်ဒါဟာ2026ဒုတိယ3လပတ်မှာရွှေဈေး73နှစ်အတွင်းအဆိုးရွားဆုံးထိုးကျသွားရခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်6လမပြည့်မီကာလအတွင်းမှာဒေါ်လာ9598ကနေဒေါ်လာ4020အထိကျဆင်းသွားတာဟာအလွန်လျင်မြန်ပြီးတော့မှပြင်းထန်တဲ့ထိုးကျမှုပဲဖြစ်ပါတယ်ဒါကို Florian Grumi ရဲ့သုံးသက်ချက်နဲ့နည်းပညာဆိုင်ရာဇယားကိုကြည့်မယ်ဆိုရင်အခုဆိုရင် Florian Grumi မေးခွန်းထုတ်ထားတဲ့ဒေါ်လာ9000ရောက်နိုင်ဒီလားအချိန်ဇယားကဘာလဲဆိုတာကိုကြည့်ရမှာဖြစ်ပါတယ် Florian Grumi ဟာရွှေလောကမှာယုံကြည်ရတဲ့သုံးသက်သူတဦးဖြစ်ပြီးတော့မှ
Midas Task Consulting ရဲ့ Managing Director လေးဖြစ်ပါတယ်။ Groomie ရဲ့ကျွမ်းကျင်မှုဟာအချက်အလက်ကြည့်တာတင်မကဘဲနဲ့လူအများကြည့်လေမရှိတဲ့နည်းပညာဆိုင်ရာဇာတ် technical charge များကိုဖတ်ရှုနိုင်ခြင်းဖြစ်ပါတယ်။သူဟာလူပြောနေတဲ့ဇာတ်တစ်ခုကိုထောက်ပြခဲ့ပြီးတော့မှရွှေဈေးဟာရေတိုမှာပြင်းထန်စွာပြင်ဆင်မှုဖြစ်ပေါ်နေတော့လေရေရှည်အသက်ဖက် cycle ထဲမှာပဲရှိနေသေးကြောင်းပြောကြားခဲ့ပါတယ်။သူဟာရွှေရဲ့ရေရှည်ပြစ်မှတ်ကိုတအောင်စကိုဒေါ်လာ9,900အထိတက်မှတ်ထားပြီးဒါဟာအရင်စံချိန်ဟောင်းဒေါ်လာ9,598ထပ်ပင်ပုံမြင့်ပါတယ်။သို့တော့ပြစ်မှတ်ပင်ကနန်ထက်ပိုစိတ်ဝင်စားဖို့ကောင်းတာကလက်ရှိဈေးကွက်အခြေအနေအပေါ်သူ့ရဲ့အမြင်ဖြစ်ပါတယ်။လက်ရှိမှာရွှေဟာအရန်ကိုကျင်းမြောင်းတဲ့ site way 1,600ထဲမှာပိတ်မိနေပါတယ်။ထောက်ခံဈေး support ကဒေါ်လာ4,090ကနေဒေါ်လာ4,100ဝန်းကျင်မှာရှိပြီးတော့မှခုခံဈေး resistance ကတော့4,045ဒေါ်လာကနေ4,120ဒေါ်လာမှာရှိနေပါတယ်။ရွှေဟာဒီအကွာအဝေးထဲမှာတွာလာနေတာတလမကရှိနေပြီဖြစ်ပြီးတော့မှအချိန်အခါကောင်းကိုစောင့်ဆိုင်နေတဲ့လက်ဝိသမားတအုပ်လိုဖြစ်နေပါတယ်။ Groomie ကရွှေဈေးအတက်ဘက်ပြန်စပြီလို့ပြသနိုင်မဲ့အချက်ပြမှုကဒေါ်လာ4,120ထက်အားကောင်းစွာကျော်လွန်သွားခြင်းဖြစ်တဲ့လို့ရှုမြင်ပါတယ်။ဒါဆိုရင်ဒေါ်လာ4,165တို့မဟုတ်လမ်းကြောင်းပွင့်သွားမယ်ဖြစ်ပြီးတော့မှထိုမှတစဉ်ဒေါ်လာ4,300ကနေဒေါ်လာ4,400စုံလို့စမ်းတက်ရန်ပထမခြေလှမ်းဖြစ်လာပါလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ဒေါ်လာ9,900တို့တွားမဲ့အကြောင်းရင်း၄ချက်ရှိတယ်လို့ပြောထားပါတယ်။ဒါနဲ့ပတ်သက်လို့ဘာကြောင့်ရွှေရဲ့အချိန်စရာကဓာတ်ရိုက်မဖြောင့်တန်းရတာလဲဆိုတာဈေးကွက်ရဲ့ရုပ်ပုံလွှာကြီးရဲ့ချိတ်ဆက်ပြခြင်းဖြစ်ပါတယ်။ကမ္ဘာအဓိကဗဟိုဘဏ်ကြီးတွေရဲ့ရွှေအပေါ်အမြင်ဟာအတော်လေးကွဲပြားနေပါတယ်။အမေရိကန်ရဲ့အကြီးဆုံးဘဏ်ဖြစ်တဲ့ JP Morgan က2026စတုတ္ထ3လပတ်မှာရွှေဈေးဒေါ်လာ4,500ရောက်မယ်လို့ခန့်မှန်းထားပါတယ်။ Goldman Sachs ကတော့2026အကုန်မှာဒေါ်လာ4,900တို့ရှော့ချခန့်မှန်းထားပြီးတော့ဗြိတိန်ရဲ့ HSBC ကတော့ဒေါ်လာ4,560ခန့်မှန်းထားပါတယ်။မီတူမှဒီကာလအတွင်းမှာဒေါ်လာ9,000အကြောင်းမပြောကြပါဘူး။ဒါပေမဲ့ Groomie ရဲ့ဒေါ်လာ9,900ပြစ်မှတ်ဟာအထူးပဲရဲရင်နေတာဖြစ်ပါတယ်။ဒါပေမဲ့ Groomie ဟာအလကားပြောနေတာမဟုတ်ပါဘူး။အလေးချိန်ရှိတဲ့အကြောင်းပြချက်တွေရှိပါတယ်။ကမ္ဘာဗဟိုဘဏ်များရဲ့ဝယ်လိုအားပေါ့နော်ပထမအကြောင်းအရင်းကတော့ဗဟိုဘဏ်များရဲ့အားကောင်းသောဝယ်လိုအားဖြစ်ပါတယ် World Gold Council ရဲ့အချက်အလက်များအရ2026ပထမ3လပတ်မှာဗဟိုဘဏ်များကရွှေတန်ချိန်244တန်အတက်တင်ဝယ်ယူခဲ့ကြပါတယ်စည်ရင်းစရာများအရာတော့ဗဟိုဘဏ်များရဲ့45%ဟာဒီနှစ်အတွင်းအရန်ရွှေပိုမိုတိုးမြင့်ရန်စီစဉ်နေကြပြီးတော့မှဒါဟာအဓိကဗဟိုဘဏ်များရဲ့တဝက်နီးပါးဝယ်ယူသူများဖြစ်နေခြင်းမှာတရုတ်နံပါတ်1အချက်ကတော့တရုတ်နိုင်ငံရဲ့ဇက်တိုက်ဝယ်ယူမှုပါဒုတိယအကြောင်းအရင်းကတရုတ်ရဲ့ဝယ်ယူမှုဖြစ်ပါတယ် JP Morgan အချက်အလက်များအရတရုတ်ကပထမ3လပတ်တစ်ခုတည်းမှာပင်ရွှေ318တန်တင်သွင်းခဲ့ပါတယ်ဒါဟာရေတိုအမျက်ထုတ်ဖို့မဟုတ်ဘဲနဲ့ American Dollar မိခိုမှုကိုရှော့ချရန်ရေရှည်မဟာဗျူဟာရဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်နံပါတ်3အချက်အနေနဲ့ကတော့အာရှရဲ့ရွှေ ETF တိုးတက်လာမှုပဲဖြစ်ပါတယ်တတိယအကြောင်းအရင်းမှာအာရှတွင် Gold ETF များအားကောင်းလာခြင်းဖြစ်ပါတယ်2026ဒုတိယဝက်မှာအာရှရွှေ ETF များတို့ဒေါ်လာ12ဘီလီယံစီးဝင်ခဲ့ပြီးတော့မှအိန္ဒိယနဲ့တရုတ်တို့မှာလက်ကားယင်းနှိမ့်မြုပ်နှံသူများအများအပြားဝယ်ယူခဲ့ကြပါတယ်ဒါဟာရေရှည်ဝယ်လို့အားမပြောက်ပြတ်သေးကြောင်းပြသနေတာဖြစ်ပါတယ်လေးအချက်ကတော့ RSI ညွန်းကိန်းရဲ့နည်းပညာဆိုင်ရာအချက်အပြမှုပါစတုဒ္ဓအကြောင်းအရာမှာ Groomie အထူးထောက်ပြတော့ RSI Reality Stress Index ဖြစ်ပါတယ်လက်ရှိရွှေရဲ့အပတ်စဉ် RSI ဟာ38ဆင့်မှာရှိနေပြီးတော့မှဒါဟာ2023အကုန်ပိုင်းနောက်ပိုင်းအနှိမ့်ဆုံးဖြစ်ပါတယ်အတိတ်တမိုင်းတွေ RSI ဒီအဆင့်ကိုရောက်တိုင်းရွှေဈေးကထပ်မံပြီးတော့ပြင်းထန်စွာပြန်တက်လေအားကောင်းလေရှိပါတယ်အနာဂတ်ရွှေဈေး timeline နဲ့ macro စီးပွားရေးအချက်များဒါဆိုဒေါ်လာ9,000ကိုဘယ်တော့ရောက်မလဲ Groomie ကအတိအကျလနှစ်မပြောတော့လေဒါဟာလပိုင်းမဟုတ်ပဲနှစ်ပိုင်းကြာမဲ့ခရီးစဉ်ဖြစ်တယ်လို့ဆိုပါတယ်ရှေ့မှာဒေါ်လာ4,120ဒေါ်လာ4,300ဒေါ်လာ4,400အဲ့ဒီအပြင်ဒေါ်လာ4,500 4,900ကိုအဆင့်ဆင့်ကြော်ဖြတ်ရမယ်ဖြစ်ပြီးတော့မှ Groomie ရဲ့ပြစ်မှတ်ဒေါ်လာ9,900မတိုင်မီဒေါ်လာ9,000ကိုအရင်ကြော်ရမယ်ဖြစ်ပါတယ်အဓိကအဆုံးအဖြတ်ပေးမဲ့အချက်3ချက်မှာ Fed ရဲ့မူဝါဒအပြောင်းအလဲအချိန် Iran စစ်ပွဲအခြေအနေ American Dollar ရဲ့ခွန်အား American ရဲ့ပြည်သူကြွေးမြီးပြဿနာ DOM လို့လက်ရှိ American ပြည်သူကြွေးမြီးမှာဒေါ်လာ39 trillion ရောက်ရှိနေပြီးတော့မှအတူနှုန်း1%ထက်တိုင်း
အမေရိကန်အစိုးရအတွက်အတိုးစရိတ်နှစ်စဉ်ဒေါ်လာဘီလီယံ400နီးပါးပိုမိုကုန်ကျစေပါတယ်အမေရိကန်အစိုးရကကျွေးမီအတိုးဆက်ရန် Treasury Bond များထပ်မံထုတ်ရောင်းရပြီးတော့မှယင်းနှိမ့်မြုပ်နှံသူများကစွန့်စားရမှုအတွက်အတိုးနှုန်းပိုတောင်းကြပြန်တယ်ဒါဟာထွက်ပေါက်မရှိတဲ့ Dom Loaf ဆက်ဝိုင်းဖြစ်လာပါတယ်ဒီဆက်ဝိုင်းကိုဖျက်တောက်ရန်တခုတည်းတော့နီးပညာမှာ FEDMA ငွေကြေးထပ်မံရိုက်နှိပ်ခြင်းဖြစ်ပြီးတော့မှဒါဟာငွေကြေးဖောင်းပွားမှုကိုပြန်လည်မြင့်တက်စေကရွှေကိုရေရှည်အတွင်းအကျိုးအမြတ်ဖြစ်ထွန်းစေမှာဖြစ်ပါတယ် ETF များမှာရောင်းအားလျော့နေသွားခြင်းနဲ့ကမ္ဘာဘဏ္ဍာရေးစနစ်အပေါ်ယုံကြည်မှုကင်းမဲ့လာခြင်းတို့ကြောင့်ရွှေရဲ့ရေရှည်အလားအလာမှာအလွန်ခိုင်မာနေစေဖြစ်ပါတယ်ထိုင်းမြန်မာပြည်သူများအပေါ်တက်ရောက်မှုဒေါ်လာဈေးမြင့်တက်ပါကတွင်းကုန်များအထူးသဖြင့်73စီဈေးနှုန်းများတက်လာမည်ဖြစ်ရာပြည်တွင်းငွေကြေးဖောင်းပွားမှုဖိအားဆက်လက်ရှိနေမှာဖြစ်ပါတယ်ရွှေထဲပိုင်ဆိုင်ထားသူများအနေဖြင့်ပြည်တွင်းရွှေဈေးကိုဒေါ်လာလဲလှယ်နှုန်းကထိမ့်မှတ်ပေးထားတဲ့ဖြစ်စိုးရိမ်စရာမရှိပဲရွှေထက်မှန်ဝယ်ယူလိုသူများအတွက်မူရေရှည်အတွက်ဝယ်ယူစုဆောင်ရန်အခွင့်အကောင်းဖြစ်ကြောင်း Grumi ကသုံးသပ်ထားပါတယ်။စောင့်ကြည့်ရမယ့်အချက်၃ချက်နောက်လာမယ့် FOMC အစည်းအဝေးမှာရွှေဈေး4120ဒေါ်လာထက်ကျော်လွန်နိုင်ခြင်းရှိမရှိအရှိအလဲပိုင်းပဏိခွက်များနဲ့ရေနံဈေးလှုပ်ရှားမှုများဤကုံအနေနဲ့ဆိုရင် Grumi ရဲ့သုံးသပ်ချက်အရရွှေသည်ရေရှည်အသက်လမ်းတွေရှိနေစေဖြစ်တော့လေရေသူအသက်အကျပွတ်ဆွဲမှုများကိုသိခံနိုင်ရန်လိုအပ်ပါတယ်နားဆင်ပေးမှုအတွက်အထူးကျေးဇူးတင်ပါတယ်ဗီဒီယိုလည်းတော်တော်ရှိပါတယ်ပြီးအောင်တော့နားထောင်ကြရလားရှင်အကျိုးရှိရဆိုရင် like လေးနဲ့အကောင့်ကိုလည်းဒီလိုဗီဒီယိုတွေထပ်ကြည့်ဖို့အတွက် follow ထားလို့ရပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်